အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုကဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ footing တွေ retaining wall တွေအတွက်မြေတူးခြင်းလုပ်ငန်းကိုဆောင်ရွက်ပုံအဆင့်ဆင့်ကိုပြပြပေးတော့မှာဖြစ်ပါတယ် Earth wall excavation လုပ်ငန်းမြေတူးခြင်းလုပ်ငန်းမှာအပိုင်းတစ်ပိုင်းပါဝင်ပါတယ်အဲ့ဒီအပိုင်းတစ်ပိုင်းက footing နဲ့ retaining wall R wall တို့ပဲဖြစ်ပါတယ်အဆောက်အဦမြေတူးခြင်းလုပ်ငန်းမှာမြေအမျိုးအစား၃မျိုးတွေ့ရနိုင်ပါတယ်တာမန်မြေရဲ့မြေလက်ရဲ့မြေမိုင်ဆိုပြီးတော့၃မျိုးတွေ့ရနိုင်ပါတယ်ဆောက်လုပ်ရေးလုပ်ငန်းကောင်မှာ footing အတွက်မြေတူးခြင်းလုပ်ငန်းကိုလှုပ်ဆောင်တဲ့အခါမှာတည်ထားတင်ရတဲ့အချက်တချို့ကတော့ပထမဆုံး drawing မှာပါဝင်မဲ့ footing site ကိုဖတ်ရပါမယ်။ footing ရဲ့ site က3ပေပတ်လည်ဖြစ်ခဲ့မယ်ဆိုရင်မြေတူးတဲ့အခါမှာအကျယ်ကို3ပေပတ်လည်အထိအတိအကျမတူဘဲနဲ့ဖောင်ဝက်ဆင်တဲ့အခါလွယ်ကူအောင်အလုပ်သမားတွေလွယ်ကူစွာအလုပ်လုပ်နိုင်အောင်ဘေးပတ်လည်3လက်မဒါမှမဟုတ်ရင်6လက်မစီချဲ့ပြီးတော့တူးတင်ပါတယ်။မြေတူးတဲ့အခါမှာအတက်နိုင်ဆုံးကျင်းမှန်ရအောင်တူးပေးရပါမယ်ပေးထားတဲ့ drawing မှာသတ်မှတ်အနက်အတိုင်းအတိအကျရအောင်တူးပေးရပါမယ်သတ်မှတ်အနက်ပြေးမပြေးစစ်ဆေးရပါမယ်အဆောက်အဦ foundation ကအရန်နက်နေတာမျိုးတူးရမယ့်မြေကြီးကပြော့နေတာမျိုးဆိုရင် trapezium တူးပေးရပါမယ် trapezium ပုံစံမြေတူးခြင်းဆိုတာက footing အောက်ပိုင်းကိုအမှန်တကယ်စိုက်ရရှိအောင်တူးပေးရမှာဖြစ်ပြီးတော့အပေါ်ပိုင်းကိုတော့မြေပြိုကျခြင်းအနေရကနေကင်းအောင်လို့ slope ပုံစံတူးထားခြင်းကိုဆိုလိုတာဖြစ်ပါတယ်။ footing နေရာအတွက်တူးထားတဲ့မြေကြီးတွေကိုပြန်ဖိုးတာတွေပဖေးပြုလုပ်တဲ့အခါမှာပြန်လည်အသုံးပြုရမှာဖြစ်တဲ့အတွက်ကြောင့် footing ချင်းပတ်လည်မှာတွင်းထဲကိုမြေပြန်မကျအောင်အဆင်ပြေအောင်ပုံပေးရပါမယ်။လုံးဝအဆင်မပြေမှသာတခြားနေရာကိုပုံဖို့အတွက်စဉ်းစားပေးရပါမယ်။မြေတူးတဲ့အခါမှာ footing အောက်က limbat level အထိဒါအလုံးလုံးကောင်းအောင်ချဲ့ပြီးတော့တူးတင်ပါတယ်။ hat goal level အထိကိုလုံးဝချဲ့ပြီးတော့မတူးတင်ပါဘူး။ hat goal ကိုအကာအရံမလုပ်ကြတဲ့အတွက် footing ကွန်ကရစ်လောင်းတဲ့အခါမှာကြောက်တွေဘေးကိုပွတ်ထွက်မသွားအောင်ဖြစ်ပါတယ်။ retaining wall အတွက်မြေတူးခြင်းလုပ်ငန်းတွေလှုပ်ဆောင်နေတဲ့အခါမှာဆောင်ရွက်တဲ့အခါမှာလိုအပ်တဲ့အချက်တွေကတော့ retaining wall အကျယ်က2လက်မဖြစ်ခဲ့မယ်ဆိုရင် retaining wall မြေတူးတဲ့အခါမှာအကျယ်ကို2လက်မအတိမတူဘဲနဲ့အလုပ်သမားတွေလုံးရကန်ရလွယ်ကူအောင်တစ်ဖက်ကို3လက်မစီကံအနည်းဆုံးချဲ့ပြီးတော့တူးတင်ပါတယ်ပေးထားတဲ့ drawing retaining wall section ပါအနက်အတိုင်းအတိအကျတူးပေးရပါမယ်အနက် height ပြည့်မပြည့်ကိုကျင်းတူးပြီးတဲ့အခါမှာပြန်လည်သေချာစွာစစ်ဆေးပေးရပါမယ်retaining wall မြေတူးခြင်းလုပ်ငန်းကို short column 124 concrete လောင်းပြီးမှတူးမယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်အဲ့ဒါမှသာ retaining wall တူးလိုက်တဲ့မြေကြီးတွေကို footing ချင်းပေးနေရအလွတ်တွေမှာလိုအပ်သလိုတစ်ခါတည်းဖြည့်ဆည်းပေးသွားနိုင်မှာဖြစ်ပါတယ်ဆောက်လုပ်ရေးလုပ်ငန်းခွင်အဆောက်အဦအတွက်မြေတူးခြင်းလုပ်ငန်းအကြောင်းကိုအားလုံးပဲနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဆောက်လုပ်ရေးနဲ့ဆိုင်တဲ့ဗဟုသုတတွေကိုကြိုက်တဲ့ဆိုရင် channel ကို subscribe like and comment တွေပြုလုပ်သွားပေးခဲ့ကြပါအခုလိုနောက်ထပ်ဆောက်လုပ်ရေးနဲ့ဆိုင်တဲ့ဗဟုသုတဗီဒီယိုတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်